မွေးပြန့်ချိုစိမ့်ပြီးစီးစီးအီအီလေးနဲ့အာဟာရတက်လဲကျွဲဝတဲ့ပြောင်းဘူးနဲ့လှုပ်တဲ့မုံကိုစားဘူးကြလားရှင်မစားဘူးသေးရင်လှုပ်စားကြည့်ကြဖို့ Flavor Traveler ကနေတင်ပေးလိုက်တယ်နော်လူကြီးလူငယ်မရွေးကြိုက်ကြမဲ့ပြောင်းဘူးမုံလေးဖြစ်မှာပါပထမဆုံးအပြင်ဘက်ကအရွက်ရင့်တွေကိုခွာပစ်ပြီးအတွင်းဘက်ကအရွက်နူလေးတွေကိုတော့ကကြီးနဲ့ညှက်ထားပေးပါပြီးရင်ရေတက်ထဲမှာစားအနှဲငယ်ထည့်ပြီး10မိနစ်လောက်စိမ်ထားပေးပါစိမ်ပြီးရင်တော့ပြန်ဆယ်ပြီးရေစစ်ထားလိုက်နော်ပြောင်းဘူးမွေးတွေကိုရေနွေးကြိုတောက်ဖို့သုံးလို့ရတယ်နော်အစီအစိမ့်တွေကိုပြည်စေတယ်တဲ့ပြီးရင်ပြောင်းဘူးကိုထောက်ဝက်ချိုးလိုက်ပါကကြီးထက်တပတ်လဲလိုက်ပြီးပြောင်းဘူးကိုနှစ်ချမ်းခွဲလိုက်ရင်ပြောင်းဘူးစေတွေကိုအလွယ်တကူခွာလို့ရသွားပြီပေါ့အားလုံးခွာပြီးသွားတဲ့အခါမှာတော့ blender ထဲထည့်ပြီးပြောင်းဘူးနဲ့ရအောင်ကြိတ်ပေးပါပိုညက်လေးလေးစားရတဲ့အရာသာပိုကောင်းလေလေပါပဲနော်ကြိတ်ပြီးရင်တော့တကြားကိုမိမိနှစ်သက်တဲ့လောက်ထည့်ပါကောင်းချင်းမှုန့်100 gram နဲ့ပြောင်းကောင်းမှုန့်50 gram လို့ထည့်ပြီးတေချာသမနေအောင်နေပြီးနော်ဒီလိုလုံးမှထွက်လာတဲ့ပြောင်းဘူးမုန့်ကစီစီအီအီလေးနဲ့ဖွာမထွက်သွားမှာပါအချောက်ခံထားတဲ့ပြောင်းဘူးရွက်ပေါ်ကိုစီတုပ်ပေးပါဒါကမုန့်ကတ်တာကိုကာကွယ်ပေးရုံနဲ့မကပဲမွေးရနံ့ကိုလည်းပို့တိုးစေပါတယ်မုန့်နဲ့အနှင်းငယ်ကိုပြောင်းဘူးရွက်ပေါ်တင်ပြီးပြားသွားအောင်ဖိပေးပါအပေါ်ကနေဇီးသီးချောင်း2စိတ်တင်ပြီးအလှဆင်လိုက်ပြီးပြောင်းဘူးရွက်ကိုပြန်အုပ်လိုက်ပါပေါင်းအိုးတစ်လုံးပြင်ထားပြီးလှုပ်ထားတဲ့ပြောင်းဘူးမုံတွေကိုတစ်ခုချင်းစီထည့်လိုက်ပါရေစူလာရင်မီအသင့်အတင်းနဲ့15မိနစ်ပေါင်းပေးပါဒီလိုလှုပ်ထားတဲ့ပြောင်းဘူးမုံကပြောင်းဘူးရဲ့သဘာဝမှုရနံ့တင်းပြန့်နေမှာပါမွေးလဲမွေးဆေးလဲဆေးပြီးစားလို့လဲကောင်းတယ်နော်ကလေးတွေအတွက်တရေစာလဲတစ်မျိုးတိုးတာပေါ့တငယ်ချင်းတွေကိုလည်း share ပေးလိုက်ပါအောင်အိမ်မှာဆန်းလုပ်ကြည့်ကြနော်ကျေးဇူးတင်ပါတယ်ရှင်